ပြောဥပမာမပါပဲမပြောဘူးကျွတ်တော့ကမေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါပဲမပြောတတ်ဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါပဲပြောရလှဲမီးတို့စီးရတဲ့အတိုင်းပဲဥပမာကပါလားဒီတရားနာပိဿဟိုသူတို့ရှိမှာခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့အိုးကားပေါ်တာတော့ရေပေါ်ထိုးနေတဲ့အတိုင်းပဲလေရေပေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ဟောဒီလိုရှည်ထိုးနောက်နေကားတွေပေါ်တာပြောတာရေပေါ်ထိုးနေတဲ့အတိုင်းပဲတဲ့ကားပေါ်တဲ့ထဲဖျားတဲ့တပည့်တော်တို့တော့အာတီဘီကမြန်တယ်ဆိုလို့စီးလိုက်တယ်ဟုတ်တကောဖျားတဲ့အာတီဘီကမြန်ပုံကိုပြောရရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးဆောင်ဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါပဲတခုမှမပြောဘူးဥပမာမပါပဲတခုမှမပြောဘူးဒီတဲ့ဆိုင်နိုင်ကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့ဆိုင်နိုင်ကြီးအလှကြက်သားဟင်းနဲ့တော့ကြွေးပါရဲ့တဲ့ဒါပေမဲ့ထမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဘာဖြစ်လို့တော့လို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်လည်းမပြောဘူးတကယ်လူတွေပါဆိုမှဒီတဲ့ဆိုင်နိုင်ကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ဒါအပြင်ပို့ချအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တယောက်နဲ့တယောက်သူတို့ဆုံစည်းလို့စကားပြောကြတနယ်သားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့တော့ဟဲတဲ့မင်းတို့စီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့တော့ဟာတဲ့စီဝါရေးကြီးဝါရေးကတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲကဲပြေးတာဒီဝလုံးကောင်းနဲ့ဆင်တိုးရစီဝါရေးကြတယ်မပြောဘူးလို့စကားပြောလိုက်တရလွန်ကြီးအေးကွာတဲ့စီဝါရေးကထားပါတော့အလုတ်ကင်လေးရောဟာတဲ့ငါလူရဲ့တဲ့အလုတ်ကင်လည်းမမေးနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားဦးကကြီးလာတော့ဘယ်လိုလူတွေမှန်းကိုမသိတာမယုံရင်ရွှေဘိုလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြည်သားမင်းတို့ရှိသမဝါယမဆိုင်ကအထယ်လေးပါလေးထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထန်းဆောင်ရကြည်ထိုးမှကြောက်လို့အထယ်မပေးဘူးမပြောဘူးမိမလေးထန်းဆောင်ရတယ်အတော်ခွက်ကြတဲ့လူတွေလှတော်သားကြောင့်ပြောတယ်ကုံမှမဟုတ်ပါမကုံမီတိတစ်ခုလောက်တော့ပြောအောင်မယ်ဟုတ်တယ်ဟောတော့ကခြိပါသားနဲ့ပခန်းသားဆိုတာကျတို့ရာဇဝင်မှာကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းထိကျုပ်ဆက်ပြောပါပခန်းသားတွေကကျတို့ပကံကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျတို့စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်တရခံအစ်စ်လက်လေးစိဟောလောက်ရှိရဖျားကိုတော်မြတ်လေးကျုပ်အနေကစားတင်မှုသင်္ဘောစင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါပေတိတရားနာပြေးတာဖယားကတကိုးကြီးတဲ့လက်လေးသက်ပြင်မဲ့အရင်တော့ကအဲ့ဒီဖယားကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဖယားလူခိုးဘူးဖယားလူချင်းလုံးမဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတာနောက်ဖယားလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ကြတော့အခုပြန်မွန်းမှန်ထားတဲ့14ပိတ်ခွဲလောက်ရှိပြီအဲ့ဒီတုန်းကခုတော့များနေရောပေါ့အခုတော့တရားနာပိသဟိုမိဂန်တစ်တာကြီးတော့16ချက်လောက်ခကောဘက16ရောက်တယောက်ချောင်းစီကင်ခိုင်းဒီခါပြောက်ရင်လည်း16ရောက်လုံးထောင်နေပို့ဖို့ရှိဘယ်လိုမှခွင့်မရအောင်ကျွတ်တို့တရားလောက်ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတဲ့ဘဝကျွတ်တို့တိုင်းပြည်တာတောင်ချမ်းသာဘူးလို့ဆိုကြနော်ဘုရားသခိုးတယ်လည်းပေါ်ရတဲ့ဗမာပြည်ကျွတ်တို့ပဲများမယကူတော်ကြီးခိုးသွားပြီးမိမလုတ်တဲ့လူကပလိတ်သတင်းနဲ့လိုက်လာတော့ရဲရရှိရသတင်းနဲ့လိုက်လာတော့တရားနာပိသဖယားကိုခေါင်းမှုခြုံပြီးတက်နေပေးဘယ်လောက်ဆိုးတော့ဘုဒ္ဓကိုင်းသိပြီသေချင်းစိုးနဲ့တော့သေကုန်တော့အဲ့ဒါရဲကမေးတယ်အဲ့ဒါဘယ်သူတုံးလို့ဆိုတော့ဒါကျုပ်လင်သားနေမကောင်းလို့ပါအဲကောင်းသေးလားဖယားသူ့လင်လို့ရတော်တရားရှိဘယ်လောက်တရားဆွဲလိုက်ဟုတ်သားတော့ဆိုးတယ်မိမ
ဒါကြောင့်ဘုရားတခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဘုရားကလေတရားနာပြီးသားဘုရားကသာလက်လေးသေးပကံကတပ်ပြညုတ်ဘုရားကိုတော်မြတ်ကြီးနဲ့ဟောတကူချင်းပြိုင်မယ်လေဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူချင်းပြိုင်ကြည့်လေပကံကလူတွေကဘာပြောလို့နဘေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုင်းလားကွာနဘေနဲ့ဒီတော့ပကံသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်မခံပါကွာပကံကပြောတယ်မင်းတို့စကားမစပ်ဘူးတဲ့တို့ကနဘေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနဘေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်မခံသားဆိုတော့မစပ်ဘူးတဲ့ပကံသားကလည်းသကဒတ်ဆိုတော့မစပ်ရင်နဲ့အဲ့ဒီငရုတ်တဝိသွေးပြီးမင်းတို့မျက်စိထဲခတ်ကြည့်ပါလားတဲ့ဒီလောက်ကကိုးတယ်ပကံသားနောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြည်သားအဲ့ဒီပကံကစပြောဟေးတို့ပကံစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးဒီကိုအကောင်900ကွာအဲခွေးနဲ့စပြိုင်ဒီတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသီးအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြညုတ်ဘုရားကြီးကဖျားပွဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်1000ကွာပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောဂုံချာတစ်မျိုးတည်းပြောတာကွာပကံမလို့ပြောနေမှာခွေးနီခွေးနဲ့ခွေးချာခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပကံသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လားပြိုင်တယ်ဗျပြိုင်တော့လှတော်ရွာပေါင်းကလေးလေးတွေ့ဟဲ့ကလေးအားလုံးညမင်းပဲရွာသားတော့ကျုပ်လှတော်သားလာခဲ့ပြီတော့လှတော်သားရှာနေကောင်လာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခင်ဗျားတို့ကျုပ်ယိုကျွေးပါမယ်အဲပြီးရောလူကြီးနဲ့ပြောခဲ့ရောကလေးနဲ့ပြန်ပြေးခဲ့ရဒါကြောင့်တရားနာပြေးတာကျုပ်လည်းပဲဒါနဖြစ်စည်းတာလူမပြောနဲ့နတ်တောင်ထွက်ပြေးရတယ်ဆိုတော့အလူကံဘုန်းကြီးမို့ငွေရအောင်ဆွဲဆောင်ဟောတာပါစကလုံးထွားတယ်လို့လှတော်သားလူလည်းမထင်လိုက်ကြပါနဲ့ဒီပြန်ရောက်ပြီးကျုပ်စကားခင်ဗျားတို့လည်းလိုက်နားထောင်နေတာပဲကျုပ်ကလည်းအနုတန်တွေမရှိကိုယ်စကားမမှတ်ဖဲနဲ့ရှောက်ပြောမိုးလင်းပြီးမှမဟုတ်ဘူးကိုင်းဖြတ်ကြအောင်စို့ရှေ့ပိုင်းတရားပါတဲ့အခုဒါနကိုဖြက်ပါတယ်တော့ရိတ်သားသူများလူနေတဲ့ဒါနကိုဖျက်ဆီးတဲ့ခုနှစ်ကတရားနာပိဋကနတ်ဗိမာန်ပြက်ပြီးတော့ထွက်မပြေးရဘူးလားပိဋကအခုတော့ပြန်ရောက်ပါလားဒါကြောင့်နတ်တောင်ဒီလိုခံရရင်လူတွေဟာသူများလူတဲ့ဒါနဖျက်ဆီးသင့်သလားမဖျက်ဆီးသင့်ဘူးလားပိဋကဒါမဖျက်ဆီးသင့်လို့ရှိရင်လည်းလက်ပညာဗျာနော်၄မျိုးပြောမယ်နားထောင်ကြည့်သားနောက်ကလက်ချိုးပြီးဆိုကြဗျာလူတဲ့ပုဂ္ဂိုလ်၄မျိုးပြောမလို့ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါသူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါဘယ်နှမျိုးတို့နံပါတ်1လူမျိုးကိုကျုပ်စပြောမယ်ကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လှူလို့လည်းပစ္စည်းချမ်းသာသူများအလှူခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်စားမဲ့လူတွေလည်းများစွာရှိကျွေးစရာပစ္စည်းတွေလည်းရှိလောကပျော်စရာကြီးပေါ့အချွေရန်တွေလည်းပေါ်တယ်ပစ္စည်းလည်းချမ်းသာတယ်ခိုင်းစရာလည်းရှိတယ်ငါစားမဲ့လူတွေလည်းရှိတယ်ကျွေးနိုင်တဲ့ပစ္စည်းတွေကလည်းပေါ်တယ်အကောင်းဆုံးလောကပျော်စရာကြီးပေါ့နံပါတ်1အကောင်းဆုံးလူမျိုးလို့မှတ်ခဲ့